ဘောလုံးလောကမှာလေ El Clasico လောက်ဆိတ်လို့ရှားစရာကောင်းတဲ့ပွဲဆိုတာတကယ်ကိုတိတ်မရှိပါဘူးဟုတ်တယ်ကမ္ဘာအကြီးဆုံး club မျိုးတင်ထိတိုက်တွေ့တိုင်းကွင်းထဲမှာရောကွင်းပင်မှာပါဖီအားတွေဒရာမာတွေကအမြဲတမ်းဖြစ်နေတာပဲဒီတစ်ပတ်ရာသီရဲ့ပထမဆုံး El Clasico ပွဲမတိုင်ခင်မှာစိတ်ဝင်စားစရာအချက်တွေကိုကျွန်တော်တို့အတူတူနည်းနည်းဆွေးနွေးကြည့်ကြရအောင်အဲ့ဒီတော့ကွင်းပင်မှာကဖီအားတွေအကြောင်းနဲ့ပဲရင်စလိုက်ကြရအောင်လားကောင်းပါတယ်လာလီဂါကသူတို့ရဲ့ပွဲစဉ်တစ်ခုကိုမိုင်ယာမီမှာကျင်းပဖို့စ조사ခဲ့ပေမဲ့အစီအစဉ်ပြတ်သွားတယ်ဆိုတဲ့သတင်းအဲ့ဒါလေးအရင်စပြောကြအောင်အဖြစ်ကတော့လာလီဂါဥက္ကဋ္ဌဟာဗီယေတေဘတ်စ်ကဘာစီလိုနာနဲ့ဗီလာရီယယ်ပွဲစဉ်ကိုအမေရိကန်နိုင်ငံမိုင်ယာမီမှာသွားကစားဖို့စီစဉ်ခဲ့တာပါဒါကလာလီဂါကိုကမ္ဘာဈေးကွက်အထူးသဖြင့်အမေရိကန်ဈေးကွက်ထဲထိုးဖောက်ဖို့နှစ်ပေါင်းများစွာကြိုးစားလာတဲ့ဤမှန်းချက်ရဲ့တစ်စိတ်တစ်ပိုင်းပေါ့ဒါပေမဲ့ဒီအစီအစဉ်ကိုစပိန်ဘောလုံးအဖွဲ့ချုပ်စပိန်အားကစားကောင်စီလိုအဖွဲ့အစည်းတွေကပြင်းပြင်းထန်ထန်ကန့်ကွက်ထဲတယ်နောက်ပြီး Real Madrid ဘက်ကလည်းတရားဥပဒေကြောင်းအရစိန်ခေါ်မယ်လို့လှုပ်လာတဲ့အပြင်ကစားသမားသမဂ္ဂကလည်းလုံးဝသဘောမတူဘူး။အော်အဲ့ဒီ FIA တွေကြောင့်နောက်ဆုံးမှာတော့လက်မှတ်တွေတော့မယောင်းရသေးခင်မှာပဲအစီအစဉ်တစ်ခုလုံးကိုဖျက်သိမ်းလိုက်ရတော့ဒါဆိုရင်တော့လာလီဂါအတွက်ကိုတိုလီမျက်နှာပြက်စီဖြစ်သွားမှာပေါ့ကြီးညာဒီမှာပြန်ဖြတ်ရတယ်ဆိုသုံးသက်ချက်တွေထဲမှာတော့ဒီကိစ္စကိုဘယ်လိုမြင်ကြကစားသမားတွေကဒီပွဲစဉ်ရဲ့အဓိကဇက်ဆောင်တွေဖြစ်ပေမဲ့သူတို့ကိုဘာမှတိုင်ပင်ကြီးမရှိဘဲဆုံးဖြတ်ခဲ့တာကိုလည်းအပြင်းထန်ဝေဖန်ထားတယ်ဟုတ်ပါပဲဆိုလိုချင်တာကလာလီဂါရဲ့ကဘာကိုထိုးဖောက်ခြင်းတဲ့စီးပွားရေးရည်မှန်းချက်ကအားကစားယဉ်ကျေးမှုပေါ်တန်ဖိုးထားတဲ့ကစားသမားတွေပြည်သက်တွေရဲ့စန္ဒနဲ့တိုက်ရိုက်သွားပြီးဆန့်ကျင်နေတာကိုမိမုတ်ထိုးပြလိုက်တယ်လို့ပါပဲလာလီဂါရဲ့ကဘာကိုချပြခြင်းနဲ့အစီအစဉ်တွေခဏရပ်သွားပေမဲ့သူတို့ရဲ့အကြီးမားဆုံးကမ္ဘာအဆင့်မီပွဲကြီးကတော့ရောက်လာတော့